မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာကြက်ဥဟာအာဟာရအပြည့်စုံနဲ့ဈေးသက်သာဆုံးအရင်းမြစ်တစ်ခုအားဒါပေမဲ့ကြောက်ကဝေဒနာရှင်တွေဒါမှမဟုတ်ကြောက်ကဂျမိုင်ကိုဂယူးဆိုင်နေသူတွေအတွက်ကြက်ဥစားရင်ကြောက်ကထိခိုက်မလားဆိုတဲ့တန်တရားတွေရှိတတ်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကြောက်ကနဲ့ကြက်ဥရဲ့ဆက်နွယ်မှုကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးကြက်ဥမှာဘာတွေပါလဲကြည့်အောင်ကြက်ဥမှာအရည်သွေးမြင့်ပရိုတင်းပေါင်နေသလိုဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းစုံလင်ပါတယ်ဒါပေမဲ့ကြောက်ကသမားတွေအတွက်အဓိကသတိထားရမယ့်အချက်နှစ်ချက်ရှိပါတယ်အဲ့ဒါကတော့ phosphorus နဲ့ potassium ပါပဲကြောက်ကဂျမ်းမာရေးထက်ကြက်ဥအကာ advice ဟာရွှေလိုတန်ဖိုးရှိပါတယ်ဘာလို့လဲဆိုတော့ကြက်ဥအကာက protein တဲ့ကျွဲဝပြီးမဲ့ phosphorus ပါဝင်မှုအလွန်နည်းပါတယ်ကြောက်ကသမားတွေအတွက်အကောင်းဆုံး protein အရင်းမြစ်ပါကြက်ဥအနည်းကတော့ဗီတာမင်တွေပါဝင်ပေမဲ့ phosphorus နဲ့ cholesterol ပါဝင်မှုမြင့်မားပါတယ်ကြောက်ကတိတိတတာပျက်စီးနေသူတွေအနေနဲ့အနည်းကိုရှောင်ကျဉ်ဖို့ဒါမှမဟုတ်ကန့်သက်စားဖို့လိုအပ်ပါတယ်ကျုပ်စားပုံစားနီးကလူတဦးနဲ့တဦးတူမှမဟုတ်ပါဘူးကျမကြီးကောင်းသူတွေကတော့ကျုပ်ကိုတနေ့တစ်လုံးပုံမှန်စားနိုင်ပါတယ်ကျုပ်ကယောကအစောပိုင်းဆင့်ရှိတဲ့လူတွေကတော့အသားဓာတ်ကိုအနှဲငယ်ထိန်းကြီးရမှာဖြစ်လို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်ကျုပ်ကဆေးနေရသူတွေအထက်ကတော့ကျုပ်ကဆေးနဲ့ခါပရိုတင်းနဲ့တွေဆုံးရှုံးတက်လို့ကျုပ်အကာကိုပိုစားပေးဖို့လိုအပ်ပါတယ်ကြောက်ဥကိုချက်ပြုတ်တဲ့အထားမှာလည်းအရေးကြီးပါတယ်စီနဲ့ကြော်တာထက်ပြုတ်စားတာကပိုချမ်းမှစေပါတယ်စားလျှော်ထုံမှာကြောက်ကသမားတွေအထက်အငန်ဟာရှန်တူပါကြောက်ဥအနစ်ကိုတော့တပတ်ကိုနှလုံးထက်ပုံမစားတင်ဘူးလို့ပညာရှင်တွေကအကြံပြုထားပါတယ်အနစ်ချုပ်ပြောရရင်ကြောက်ဥအကာဟာကြောက်ကအသွအလွန်ကောင်းမွန်တဲ့အစားအစာဖြစ်ပြီးအနစ်ကိုတော့မိမိရဲ့ယောဂအခြေအနေပေါ်မူတည်ပြီးကန့်သက်စားသုံးတင်ပါတယ်အရေးကြီးဆုံးကတော့မိမိကိုကုသနေတဲ့ဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်နဲ့တိုင်ပင်ဖို့ပါပဲဒီဗီဒီယိုလေးကတင်းတဲ့အတွက်အကျိုးရှိစေတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်ကျမ်းမာရေးဘူးထုထတွေသိချင်ရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားလိုက်ပါအားလုံးပဲကျမ်းမာရွှင်လန်းကြပါစေ